မင်္ဂလာပါဒီနေ့ကျွန်တော်ရဲ့ science project မှာတဘာဝတယံဇာတအရင်းမြစ်များအကြောင်းပြောပြမှာပဲဖြစ်ပါတယ်တဘာဝတယံဇာတဆိုတာကမ္ဘာကြီးပေါ်မှာတဘာဝအတိုင်းရှိနေပြီးလူတွေအတွက်အသုံးဝင်တဲ့အရာတွေဖြစ်ပါတယ်ဥပမာရေလေမြေတစ်တော်ငွေကြေးတထုရေနံစတဲ့အရာတွေပါတဘာဝတယံဇာတအရင်းမြစ်များဆိုတာဘာလဲတဘာဝတယံဇာတဆိုတာတက်ရှိသို့မဟုတ်တက်မဲ့တဘာဝအရာဝတ္ထုတွေကလူအသုံးပြုနိုင်တဲ့အရာတွေပဲဖြစ်ပါတယ်အဲ့ဒီအရင်းမြစ်တွေကကျွန်တော်တို့နေ့စဉ်ဘဝအတွက်အလွန်အရေးကြီးပါတယ်ဥပမာရေဆိုရင်တောက်ရေစိုက်ပျိုးရေးစက်မှုလုပ်ငန်းသုံးရေအားလျက်စစ်တပ်အားထုတ်လုပ်ရေးအတွက်အသုံးများပါတယ်။လေဆိုရင်တက်ရှိအားလုံးအသက်ရှူဖို့လိုအပ်ပါတယ်။မြေဆိုရင်စိုက်ပျိုးရေးတိုက်ဆောက်ရေးတဘာဝပတ်ဝန်းကျင်စနစ်တည်ရှိရာနေရာဖြစ်ပါတယ်။တစ်တော်ဆိုရင်တစ်သားစက်ကူအသီးဆေးဝါးများထုတ်လုပ်ရန်မြေစီလွှာကာကွယ်ခြင်းရာသီဥတုထိန်းညှိခြင်းတို့အတွက်အရေးပါပါတယ်။တထုနဲ့ရေနံဆိုရင်စက်မှုလုပ်ငန်းတွေနဲ့လျှက်စစ်တပ်အားထုတ်လုပ်ရေးအတွက်အသုံးဝင်ပါတယ်။တဘာဝတယံဇာတအမျိုးအစားများတဘာဝတယံဇာတတွေကိုအဓိကအားဖြင့်နှစ်မျိုးခွဲနိုင်ပါတယ်။ပြန်လည်ပြည့်ဖြိုးမြဲတယံဇာတများပြန်လည်ပြည့်ဖြိုးမြဲတယံဇာတဆိုတာကုံဆုံးသွားပြီးနောက်ပိုင်းတဘာဝဖြစ်စဉ်အရပြန်လည်ဖြစ်ထွန်းလာတဲ့လူသားတို့ပြန်လည်စိုက်ပျိုးမွေးမြူနိုင်တဲ့တဘာဝတယံဇာတတွေဖြစ်တယ်ဒီတယံဇာတတွေကဆိုရင်တက်ရှိတွေရဲ့နေ့စဉ်ဘဝမှာမရှိမဖြစ်လိုအပ်တဲ့အရေးပါတဲ့အရာတွေဖြစ်တယ်ဥပမာဇီဝအရင်းမြစ်များစံစပါအသားငါဟင်းသီးဟင်းရွက်တစ်တာတဘာဝစွမ်းအင်ရင်းမြစ်များနေအောင်ကြည်လေရေအားလျက်စစ်ဘူမိဘူစွမ်းအင်နှစ်ပြန်လည်မပြည့်ဖြိုးမြဲတယံဇာတများပြန်လည်မပြည့်ဖြိုးမြဲတယံဇာတဆိုတာဖြစ်ပေါ်ရန်နှစ်တန်းပေါင်းများစွာကြာမြင့်ပြီးတစ်ခါသုံးပြီးရင်ကုန်ခန်းသွားနိုင်သောအရင်းမြစ်များဖြစ်ပြီးရင်းတို့ကိုကမ္ဘာမြေမျက်နှာပြင်အောက်ရှိကြောက်လွှာများအတွင်းတွင်တွေ့ရလိမ့်ရှိပါသည်တစ်ခါတရံမြေမျက်နှာပြင်ပေါ်မှာလည်းနောက်ဖြစ်ဘူမိဖြစ်စဉ်များနဲ့တွဲဖက်ပြီးနောက်ဖြစ်တိုက်များအနေနဲ့လည်းတွေ့ရတတ်ပါတယ်ဒီမပြည့်ဖြိုးမြဲတယံဇာတတွေကိုအဓိကအနေနဲ့၃မျိုးခွဲခြားနိုင်ပါတယ်အဲ့ဒါတွေကဆိုရင်တတုတယံဇာတများနှစ်တတုမဟုတ်သောတယံဇာတများ၃ရုပ်ကျွန်းလောင်စာနဲ့အနုမြူလောင်စာများဆိုပြီးစတာတွေပဲဖြစ်ပါတယ်ဒီအရာတွေကကျွန်တော်တို့ဘဝအတွက်အခြေခံလိုအပ်ချက်တွေဖြစ်ပါတယ်ကျွန်တော်ရဲ့ science project ကိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီ project လေးကနေတဘာဝအရင်းမြစ်တွေကိုထိန်းသိမ်းဖို့လိုအပ်တယ်ဆိုတာသိလာနိုင်မယ်လို့မျှော်လင့်ပါတယ်